စားနဲ့လက်စီးမုန်တိုင်းတစ်ခုကောင်းကင်မှာတိုက်ခတ်လာပြီးနောက်တစ်စက္ကန့်မှာပဲခရီးသည်လေယာဉ်တစ်စင်းမုန်တိုင်းထဲပါသွားခဲ့ပါတယ်။အချိန်နဲ့ကြာလို့လေယာဉ်ကမုန်တိုင်းထဲကထွက်လာချိန်မှာရေဒီယိုလိုင်းတွေအလုံးမလောက်တော့တယ်လို့ GPS လည်းပျောက်နေတာကိုလေယာဉ်မှူးတွေသတိထားမိလိုက်ပါတယ်။လေယာဉ်မှူးကအပြင်ကိုကြည့်လိုက်တဲ့အခါသူတို့ဘေးမှာပြန်တန်းနေတဲ့ခေတ်ဟောင်းတိုက်လေယာဉ်တစ်စင်းကိုတွေ့လိုက်ရပါတယ်။တခုခုတော့အရန်မှားယွင်းနေပြီဆိုတာလေယာဉ်မှူးတွေချက်ချင်းသဘောပေါက်သွားပြီးလေယာဉ်ကိုအောက်ဘက်ကိုချက်ချင်းကွေ့ဆင်းလိုက်ပါတယ်။ဒါပေမဲ့သူတို့မြင်လိုက်ရတဲ့မြင်ကွင်းကယုံနိုင်ကြမရှိပါဘူး။သူတို့ပတ်လည်မှာခေတ်ဟောင်းတိုက်လေယာဉ်တွေပြန်တန်းနေကြတာမှာတနက်ပိခတ်တန်တွေကောင်းကင်တစ်ခုလုံးမိခိုးတွေဖုံးလွှမ်းနေပြီးတမျိုးလုံးလဲဘုံကျဲခံရလို့ပျက်စီးနေပါတယ်။ဒီလေယာဉ်ဟာအချင်းရဲ့ကန့်သက်ချက်တွေကိုကျော်လွန်ပြီးဒုတိယကမ္ဘာစစ်အလဲတဲတဲ့ကိုရောက်ရှိသွားခဲ့တာမှာခရီးသည်တွေကတော့ဒီမြင်ကွင်းကိုကြည့်ပြီးအရန်ကိုထိတ်လန့်နေကြပါတယ်။တချို့ကအတန်ထွက်ငိုကြပြီးတချို့ကလည်းဖျားတယ်နေကြပါတယ်။ရုတ်တရက်ပင်စောစောကကမ္ဘာစစ်သုံးတိုက်လေယာဉ်ကသူတို့နောက်ကိုပြန်ရောက်လာပါတယ်။ကပတင်ကအချိန်မဆွဲဘဲလေယာဉ်မီးတွေကိုပိတ်ပစ်လိုက်ပါတယ်။ဒါပေမဲ့မပိတ်ခင်လေးမှာပဲတိုက်လေယာဉ်ကတိုက်ခိုက်လာပါတယ်။ကပတင်ကလေယာဉ်ကိုအောက်ဘက်ကိုအမြန်ထိုးဆင်းလိုက်ပါတယ်။လေယာဉ်တစ်ခုလုံးလူတွေရဲ့အော်ဟစ်တန်တီနဲ့စူညံသွားပါတယ်။လေယာဉ်ကမြေပြင်အထက်ပေ800အကွာလောက်ပဲရှိပါတော့တယ်။ကပတင်ကထိန်းချုပ်တံကိုအားကုန်ဆွဲတင်လိုက်ပြီးလေယာဉ်ကိုအပေါ်ဘက်ကိုမတ်မတ်ကြီးပြန်တက်စေခဲ့ပါတယ်။တိုက်လေယာဉ်ကအဲ့ဒီလောက်အမြန်မတက်နိုင်တာကြောင့်လေယာဉ်ကြီးဟာတိမ်တွေထဲမှာပုံကွယ်သွားနိုင်ခဲ့ပါတယ်။ကပတင်ကထပ်ပြီးအဆက်အသွယ်လောက်ဖို့ကြိုးစားခဲ့ရမှာဒီတစ်ခါတော့အကြောင်းပြန်စာရခဲ့ပါတယ်။ဒါပေမဲ့လေကြောင်းလိုင်းကမဟုတ်ပဲလေကက်စခန်းတစ်ခုခုစီကဖြစ်နေပါတယ်။သူ့ရဲ့စက်ကရေတွေအကုန်ပြက်နေကြောင်းကပတင်ကပြောပြပါတယ်။စီကလေကုံတော့မှဖြစ်တဲ့ရေဓာတ်တစ်ခုပဲအလုပ်လုပ်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲတမိုင်းပါမုခနေလောက်ကလေယာဉ်မူးခန်းတဲကိုအမောတကောရောက်လာပါတယ်။သူကငါတို့အခုကဘာစီရဲ့အကြီးမားဆုံးတိုက်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့တဲ့နေရာအပေါ်ကနေပြန်တန်းနေတာဟုတ်တယ်အဲ့ဒီတိုက်ပွဲမှာနောက်ဆုံးတော့ငါတို့အနိုင်ရခဲ့တာလို့ပြောပါတယ်သူစက်မပြောနိုင်ခင်မှာပဲနောက်ထပ်တိုက်လေယာဉ်နှစ်စင်းကကောင်းကင်မှာပြန်တန်းလာပြီးလေယာဉ်အနားကိုကတ်လာပါတယ်ဒီတစ်ခါတော့ဒဇင်းကဒုံးကျက်နဲ့တိုက်ရိုက်ပစ်ခတ်လိုက်ပါတယ်ကပတင်ကနောက်ဆုံးစက္ကန့်မှာလေယာဉ်ကိုဘေးဘက်ကိုအမြန်ကွေ့ရှောင်လိုက်ပါတယ်ဒုံးကျက်ကအနားကနေဖြတ်ပြောင်းသွားရင်ပေါက်ခွဲသွားတာကြောင့်ပတင်တစ်ခုကွဲသွားပြီးလေယာဉ်လည်းဟန်ချက်ပြတ်သွားပါတယ်လေယာဉ်အောက်ကိုထိုးကျလာပြီးအင်ဂျင်တစ်စုံစမီးလောင်သွားပါတယ်ကပတင်ကချက်ချင်းပဲအင်ဂျင်လေးကိုပိတ်ချလိုက်ပါတယ်ပန်ကာတွေရက်သွားတာနဲ့မီးလည်းငြိမ်းသွားပြီးလေယာဉ်ကိုပြန်ထိန်းချုပ်နိုင်သွားပါတယ်အခုအကြီးမားဆုံးပြဿနာကဘလို့စဉ်းတတ်မလဲဆိုတာပါပဲအဲ့ဒီမှာသိပ္ပံပညာရှင်တယောက်ကအကြံတစ်ခုပေးပါတယ်ငါတို့ခေတ်ကိုပြန်ရောက်ဖို့စောစောကမှုန်တိုင်းကိုပြန်ရှာရမယ်ရေဓာတ်ကိုဖြုတ်ပြီးအောက်ကိုပစ်ချလိုက်အဲ့ဒါကမှုန်တိုင်းကိုရှာဖို့လမ်းပြပေးလိမ့်မယ်လို့ပြောပါတယ်ခရီးသည်တွေကလေတဲ့အသေးလေးတစ်ခုလုပ်ပြီးရေဓာတ်ကိုထောက်ပို့လိုက်ပြီးအောက်ကိုပစ်ချလိုက်ပါတယ်ရေဓာတ်ကအောက်ရောက်ချင်းအလုပ်လုပ်ပါတယ်လေရင်ကိုဘေးကရဆုံးစီကိုလမ်းပြပေးပါတော့တယ်ဒါပေမဲ့ရေဓာတ်မှာထူးခြားတာတစ်ခုကိုမြင်လိုက်ရပါတယ်သူတို့ဒီကိုရောက်လာစေခဲ့တဲ့မှုန်တိုင်းအချင်းခရီးသွားတကားပေါ့ကအခုဆိုလေရင်ကစီကလည်းကုန်တလောက်ဖြစ်နေပါပြီဒီလိုခက်ခဲတဲ့အချိန်မှာကပတင်ကအရန်ရဲဘွက်နဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်သူကရန်သူတွေအကြားကနေဖြတ်ပြီးအချင်းခရီးသွားမှုန်တိုင်းတွေကိုလေရင်ကိုပြန်မောင်းတင်လိုက်ပါတယ်လေရင်အထက်ရောက်တာနဲ့အပြင်းထန်တုံရင်လာပြီးနေရာတိုင်းမှာပြောင်းဆန်နေပါတယ်အပြင်းထန်လုခါမှုတွေကိုခဏတာခံစားပြီးနောက်တစ်ဖက်ကိုထွက်လာချိန်မှာတော့သူတို့ရဲ့ခေတ်သစ်ကဘာကိုပြန်ရောက်လာခဲ့ပါပြီခရီးသည်အားလုံးဘေးကင်းပါတယ်လေရင်ကိုလည်းသတိထားပြီးဖြည်းဖြည်းချင်းဆင်းသက်နိုင်ခဲ့ပါတယ်လူတွေဆင်းလာကြပေမဲ့သူတို့မြင်တွေ့ခဲ့ကြတဲ့အရာတွေကိုဘယ်တော့မှမမေ့နိုင်ဘူးဆိုတာသူတို့မျက်နှာတွေမှာအထင်သာပေါ်နေပါတယ်